ရှင်လို့လေငိုပြတာလေးမို့လာပါပြီရေးလိုက်ရေးလာတဲ့ဆိုလို့ခဏခဏရေးပြကြတော့ပါကပဆိုင်လေးတော့နေဆိုင်လို့ပြီးရှိသူရဲ့တမင်းကြီးနေရလားရှိလို့ကြည်သာရလားလေးအတွေ့တွေမှာပြေရှာမို့တဲ့ရှိသူရဲ့စောဒကာတဲ့တဲ့လေးတို့သာပြမဆိုလို့ရင်လေးပြေးသိတစိမ့်စိမ့်ခံစားရည်နဲ့ကိုကရှိရလေသူကိုကရှိရလို့ညိုစုမဆိုတော့လေငိုရှဲလျက်နဲ့ရေရှဲလျက်နဲ့ငိုခရတဲ့ကြုံခရတွေနှမျိုးနဲ့ရှိတယ်ခြေစင်လိုကစားရင်ဖြင့်တခြားတော့ရှိတဲ့ပြည်များရှာကြည့်ပါဦးလေရှာတော့ရှိတဲ့ပြည်များရှာကြည့်ပါဦးလေရှင်းလို့စေခိုင်းတာပဲမငြင်းဘူးအရှင်ရဲ့ကိုကရှိရလေသူကိုကရှိရတော့သူဝိဓမပြေရှာဖို့တဲ့ရှိရှောင်းလေးစီတာကြည်ရှင်လို့လေငိုပြတာလေးမို့လာပါပြီလေရေးလိုက်ရေးလာတဲ့ဆိုလို့ခဏခဏရေးပြရတော့ပါကပဆိုင်လေး